မော်ဆိုးငွေဟာအသက်ကိုအတင်းလူရှူရင်းမျက်လုံးတွေကိုအာယူဖွင့်ကြည့်လိုက်ပါတယ်။သူ့ရဲ့နားထင်မှာတော့တကိုင်းနဲ့စောင့်မိထားတဲ့ဒဏ်ရာကြောင့်သွေးစိမ်းရှင်ရှင်ထွက်နေတော့မှာပဲ။နာကျင်မှုကအုံနောက်ထဲအထိစိမ့်တက်နေပေမဲ့ဘေးပတ်ဝန်းကျင်ကအေးတက်ကပိုပြီးကြောက်စရာကောင်းနေပါတယ်။သူဟာအရင်ကရှိနေခဲ့တဲ့ညောင်ပင်အိုကြီးအောက်မှာမဟုတ်တော့ပါဘူး။သူ့ရဲ့ပတ်လည်မှာတော့လူတရက်စာလောက်မြင့်တဲ့ဖြူလွှတ်လွှတ်မြူနှင်းခိုးတွေဟာထူထပ်စွာဖုံးလွှမ်းနေပါတယ်။အဲ့ဒီမြူခိုးတွေကရိုးရိုးနှင်းတွေနဲ့မတူပဲစေးကက်ကက်နိုင်လာပြီးတစုံတစ်ယောက်ကလက်နဲ့လာဖို့တလိုမျိုးအသားထဲမှာတစိမ့်စိမ့်အေးနေပါတယ်။အဲ့ဒီမြူခိုးတွေကြားထဲကနေထိုးထိုးထောင်ထောင်ထွက်နေတာကတော့ဆွေးမြေ့ဟောင်းနှွမ်းနေတဲ့ဝါးရင်အပြက်ကြီးတွေပါပဲ။အိမ်တိုင်းတွေကလှော်တက်သလိုကွေးညွတ်နေပြီးအိမ်ခေါင်မိုးတွေကလည်းဝါးအိုတွေပြုတ်ကျနေတာဟာကြည့်ရတာသူ့တန်တစ်ခုတည်းရောက်နေသလိုပါပဲဒီနေရာဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကတောဖုံးပြီးပျောက်ကွယ်သွားခဲ့တဲ့ဝေသာလီရွာဟောင်းကြီးဖြစ်နေတာကိုမော်ဆိုးငွေတီးလိုက်ရချိန်မှာတော့သူ့ရဲ့ကြောရိုးတဲ့အထိစိတ်တက်သွားပါတယ်ဒီရွာဟာတညာရဲနဲ့ရွာသားအလုံးအသေးဆိုးနဲ့တေဆုံးခဲ့ရလို့ကျိန်စာသိနေတဲ့နေရာလို့အဖိုးဖြစ်သူပြောပြဘူးတာကိုသူသတိရသွားပါတယ်လေထုထဲမှာကလည်းပုတ်စော်နန်းနန်းအနက်တစ်ခုကဆွဲကပ်နေပြီးကြီးကန်းတွေရဲ့အော်တန်ကလွဲလို့ဘာတန်မှမကြားရတဲ့တိတ်ဆိတ်မှုကြီးကစိုးမိုးထားပါတယ်။ညင်းငက်တကောင်ရဲ့အော်တန်ကလည်းဒီရွာပြက်ကြီးထဲမှာပိုပြီးဆူရှနေပါတယ်။မော်ဆိုးငွေဟာမြေပြင်ပေါ်မှာပြန့်ကျဲနေတဲ့သူ့ရဲ့လွယ်အိတ်နဲ့တနက်ကိုအသေးအတန်ရှာဖွေပါတယ်။ဒါပေမဲ့တနက်ကတော့မရှိတော့ပါဘူး။သူ့ရဲ့တခုတည်းသောအားကိုးရာကတော့သူ့ရဲ့လက်သူကျဲမှာဆွတ်ထားတဲ့ကြောက်စိမ့်လက်စွပ်လေးပါပဲ။အဲ့ဒီလက်စွပ်လေးဟာအမှောင်ထဲမှာစိမ့်ဖန့်ဖန့်အယောင်လေးထွက်နေတာကိုသူထူးဆန်းစွာတွေးလိုက်ရတယ်။အဲ့ဒီလက်စွပ်ကနေထွက်လာတဲ့အေးတက်ကသူ့ရဲ့လက်တစ်ပြင်လုံးကိုထုံကျင်စေပါတယ်။သူလက်စွပ်ကိုချုပ်ဖို့စူးစမ်းကြည့်ပေမဲ့လက်စွပ်ကအသားတွေကိုနှိမ့်ဝင်နေသလိုမျိုးလုံးဝချွတ်လို့မရတော့ပါဘူး။သူဟာရွာလေလမ်းမအတိုင်းဖြည်းဖြည်းချင်းရှောက်လန်းလာခဲ့ပါတယ်။မြေကြီးပေါ်မှာနင်းမိတဲ့တစ်ကိုင်း6တန်ကြောက်ဆိုတဲ့အတန်လေးကတောင်ဒီတိတ်ဆိတ်နေတဲ့ရွာပြက်ကြီးထဲမှာဘုံပေါက်ပွဲသလိုဟိမ့်ထွက်သွားတာပါ။လမ်းဘေးကအိမ်ပြက်ကြီးတွေရဲ့ပတင်းပေါက်တွေကနေတစုံတစ်ယောက်ကသူ့ကိုချောင်းကြည့်နေသလိုခံစားချက်ကြောင့်မော်ဆိုးငွေဟာဘေးပင်ညာကိုအကဲခတ်ရင်တထိတ်ထိတ်ဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာပဲအိမ်ပြက်တစ်ခုရဲ့အပေါ်ထက်ကနေကျွီဆိုတဲ့အတန်ကိုကြားလိုက်ရပါတယ်။အဲ့ဒီအတန်ကတန်ချေးတက်နေတဲ့ပကတ်ကျိုးနှစ်ခုကိုတိုင်းမိသလိုမျိုးနားထဲမှာကန့်လန့်ကြီးဖြစ်နေပါတယ်။မော်ဆိုးငွေဟာကြောက်ကြောက်လန့်လန့်နဲ့အတန်လာရာအိမ်အိုကြီးကိုမော့ကြည့်လိုက်တဲ့အခါအပေါ်ထက်သတင်းပေါက်မှာခေါင်းမပါတဲ့ကိုလုံးတစ်ခုကပကတ်ကိုလွှဲနေတာကိုမြင်လိုက်ရတယ်။ပကတ်ထဲကနေလေကလေးငိုတန်လိုကြောင်အော်တန်လိုထူးဆန်းတဲ့အတန်တွေထွက်ပေါ်နေပါတယ်။အဲ့ဒီကောင်းမပါတဲ့ကိုလုံးကပကတ်လွဲနေရင်းနဲ့သူ့စီကိုလက်ညှိုးတထိုးထိုးလုံးနေတာကိုမြင်လိုက်ရတဲ့အခါမိုးဆိုးငွေရဲ့ခြေပြားလက်ပြားတွေဟာခဲသွားသလိုတောင့်တင်းသွားပါတယ်။သူဟာနောက်ကိုဆုပ်ဖို့ကြိုးစားပေမဲ့သူ့ရဲ့ခြေထောက်တွေဟာမြေကြီးထဲကိုနှိမ့်ဝင်နေသလိုမျိုးလေးလံနေပါတယ်။အဲ့ဒီအချိန်မှာပဲမြူကိုးတွေကြားထဲကနေမျက်နှာတစ်ခုလုံးပေါက်ပြဲနေတဲ့ရွာသားတွေလို့ယူဆရတဲ့လူအုပ်ကြီးဟာတဖြည်းဖြည်းချင်းထွက်ပေါ်လာပါတယ်။သူတို့ဟာဝတ်ကောင်းစားလာတွေဝတ်ထားကြပေမဲ့အားလုံးရဲ့ကိုယ်လုံးတွေကရေဆိုးနေသလိုမျိုးအရည်တွေစိမ့်ထွက်နေပါတယ်သူတို့အားလုံးရဲ့မျက်လုံးတွေဟာသွေးရောင်လွှမ်းနေပြီးသူတို့ရဲ့လက်တွေဟာမိုးဆိုးငွေရဲ့စီကိုတဖြည်းဖြည်းချင်းလှမ်းလာကြပါတော့တယ်လက်စွပ်ကိုပေးခဲ့ဆိုတဲ့အတန်တွေကပတ်လေကနေဟိမ့်ထွက်နေပါတယ်အဲ့ဒီအတန်တွေကလေထဲကနေလာတာမဟုတ်ပဲသူ့ရဲ့အုံနောက်ထဲကိုဓာတ်ရိုက်ထိုးဖောက်ဝင်ရောက်လာသလိုမျိုးပါလူအုပ်ကြီးဟာသူ့ကိုဝိုင်းထားလိုက်ပြီးဖြစ်ပါတယ်သူတို့ရဲ့အသက်ရှူတန်တွေကအေးဆက်ဆက်နဲ့မိုးဆိုးငွေရဲ့ပါးကိုလာတိုးနေပါတယ်မိုးဆိုးငွေဟာအတန်ကုန်အော်ဟစ်ဖို့ကြိုးစားပေမဲ့သူ့ရဲ့လဲချောင်းထဲကနေအတန်တစ်ချက်မှထွက်မလာပါဘူးသူ့ရဲ့အတန်ကိုဝိညာဉ်တွေကခိုးယူသွားသလိုမျိုးအသက်ရှူရတာလဲမွန်းကျက်လာပါတယ်အဲ့ဒီအချိန်မှာပဲအပိုင်းတကတွေးခဲ့တဲ့ရေထဲကတက်လာတဲ့အမျိုးသမီးဟာသူ့ရဲ့အရှိတဲထဲမှာဝဲပြန်ပြီးပေါ်လာပါတယ်။သူမရဲ့သပင်ရှည်ကြီးတွေကလေထဲမှာမွေတွေလိုလှုပ်ရှားနေပြီးမျက်နှာကတော့အရင်ကထပ်ပိုးပြီးကြောက်စရာကောင်းနေပါတယ်။
သူမရဲ့ပါးစပ်ကနေသွေးရောင်အရည်တွေစီးကျနေပြီးမျက်လုံးတွေကတော့မုတ်ဆိုးငွေရဲ့လက်စွပ်စီကိုပဲစိုက်ကြည့်နေပါတယ်။ဒီလက်စွပ်ကမင်းဖိုးငါးစီကခိုးယူသွားတာ။အခုအဲ့ဒါကိုငါးစီပြန်ပေးရမယ်မဟုတ်ရင်မင်းရဲ့ဝိညာဉ်ကိုဒီရွာပြက်ကြီးထဲမှာထာဝရချုပ်နှောင်ထားမယ်လို့သူမကအေးဆက်ဆက်အတန်နဲ့ပြောလိုက်ပါတယ်။မုတ်ဆိုးငွေဟာသူ့လက်ထဲကလက်စွပ်ကိုပြန်ကြည့်လိုက်တဲ့အခါလက်စွပ်ကနေအမဲရောင်အခိုးငွေတွေထွက်နေတာကိုတွေးလိုက်ရတယ်။လက်စွပ်ကနေထွက်လာတဲ့အလင်းကရွာသားဝိညာဉ်တွေကိုပိုပြီးဒေါသထွက်စေသလိုပါပဲ။ဒါဟာအဆောင်လက်စွပ်မဟုတ်ပဲကျိန်စာသိနေတဲ့အရာတစ်ခုဖြစ်နေပြီဆိုတာသူသဘောပေါက်လိုက်ပါတယ်။မုတ်ဆိုးငွေဟာမပေးနိုင်ဘူးလို့စိတ်ထဲကနေအော်ဟစ်လိုက်ပြီးအားရှိတဲ့၍ရွာဟောင်းကြီးရဲ့အနောက်ဘက်ကသူ့တန်တော်ဘက်ကိုဦးတည်ပြီးအစွမ်းကုန်ပြေးပါတော့တယ်။သူ့နောက်ကနေရွာသားဝိညာဉ်တွေကခြေတံမထွက်ပဲတရားကြံလိုက်လာကြပါတယ်။ပြေးနေရင်းနဲ့တစ်ပင်တွေကလည်းသူ့ကိုဖမ်းဆွဲဖို့ကြိုးစားနေသလိုတစ်ကိုင်းတွေကသူ့အသားကိုချစ်နေပါတယ်။သူ့နောက်ကျောမှာအေးဆက်ဆက်လက်ချောင်းကြီးတွေကသူ့ရဲ့ပခုံးကိုလာထိလိုက်သလိုခံစားလိုက်ရတဲ့အခါမုတ်ဆိုးငွေဟာအဟုန်နဲ့ပြေးရင်ရှေ့က6ကမ်းပါးကြီးကိုမမြင်ပဲလိမ့်ဆင်းသွားပါတော့တယ်။6အောက်ခြေကိုရောက်သွားတဲ့အချိန်မှာတော့မုတ်ဆိုးငွေဟာတကူလုံးနာကျင်လွန်းလို့လှုပ်တောင်မလှုပ်နိုင်တော့ပါဘူး။ဒါပေမဲ့ထူးဆန်းတာကအပေါ်ကလိုက်လာတဲ့ဝိညာဉ်တွေရဲ့အော်ဟစ်တန်တွေဟာရုတ်တရက်တိတ်ဆိတ်သွားတာပါပဲ။သူဟာမျက်လုံးကိုအာယူဖွင့်ကြည့်လိုက်တဲ့အခါအမောင်ထုကြားထဲမှာမီးအောင်ဖြော့ဖြော့လေးတစ်ခုကိုတွေးလိုက်ရပါတယ်။အဲ့ဒီမီးအောင်ကလာတာကတော့ဘူအိုကြီးတစ်ခုထဲမှာတရားထိုင်နေတဲ့အဝတ်ဖြူဝတ်အဖိုးကိုတယောက်စီကပါ။အဲ့ဒီအဖိုးကိုရဲ့ပတ်ပတ်လဲမှာတော့ထူးဆန်းတဲ့ရွှေရောင်အလင်းတန်းလေးတွေကဝင်းရံထားပြီးအပြင်ကဝိညာဉ်တွေကဒီကူဝကိုမချင်းကပ်ရဲပဲအဝေးကနေပဲကြည့်နေကြပါတယ်။ဘူထဲမှာတော့အေးချမ်းတဲ့ရနံ့တစ်ခုကပြန့်လွင့်နေပါတယ်။အဖိုးအိုဟာမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပြီးသူ့ရဲ့အကြီးကမုတ်ဆိုးငွေရဲ့လက်စွပ်စီကိုရောက်သွားပါတယ်။မင်းနောက်ဆုံးတော့ရောက်လာပြီကိုမင်းဖိုးကျူးလွန်ခဲ့တဲ့အဖြစ်အတွက်မင်းမာတာဝန်ရှိတယ်ဆိုတာမင်းသိလားလို့အဖိုးအိုကနည်းနည်းလာတဲ့အတန်ကြီးနဲ့ပြောလိုက်ပါတော့တယ်။မုတ်ဆိုးငွေဟာအံ့ဩတုန်လှုပ်စွာနဲ့ကျွန်တော်အဖိုးကဘာပြစ်လုပ်ခဲ့လို့လဲပြောက်လို့မေးလိုက်တဲ့အခါအဖိုးအိုကတက်ပြင်းရှည်ကြီးကိုချလိုက်ပြီးဇလန်းဟောင်းတစ်ခုကိုစတင်ပြောပြဖို့ပြင်လိုက်ပါတော့တယ်